ဟုတ်ကဲ့ပါရှင်တပူးဘလောက်လဲဆိုတာတပေါ့နော်ဒီတပူးကိုစားလိုက်လို့လိမ့်လိုက်လို့ဘလို့အကျိုးအာနိသင်တွေရရှိနိုင်မလဲဆိုတာကိုခင်လေးကအရင်ပြောပြပေးပါမယ်ဈေးနှုန်းလေးကိုနောက်မှပြောပြပေးပါမယ်ရှင်ဒီအညာမောင်ရှစ်မတက်ယူလေးကတနေ့ကိုလက်ဖက်စားစွန်းမနက်တစွန်းညတစွန်းပုံမှန်စားပေးုံနဲ့ပေါ့နော်အမျိုးသားတွေအတွက်ပန်းတီပန်းညိုဒါထောင်မမှုအားနည်းနေတာတွေတုတ်လွန်မြန်ပြီးတော့တက်ထွက်ဖြစ်နေတာတွေပေါ့နော်တုတ်ကောင်ကြီးအားနည်းနေတာတွေတော့ကောင်အားနေလို့တုတ်ထွက်နေလို့ပေါ့နော်ကလေးမရနိုင်တဲ့မျိုးသားတွေလည်းရှိပါတယ်အဲ့လိုလူတွေအတွက်လည်းစားပေးလို့ရပါတယ်ရည်ဖြူရည်နေစင်းတာတွေစိတ်သွားတိုင်းကိုမပါပြီးတော့ကိုလက်မအီမတာဖြစ်ခြင်းပေါ့နော်အဲ့ဒါကြီးလည်းကောင်းတယ်အာယုံကြောအားနေတာကြီးလည်းကောင်းတယ်အိမ်တော်ရေးဒုက္ခပြေဝပြီးတော့တက်လုံအားကောင်းပြီးအမောခံနိုင်တဲ့ရှင်းမတက်ယူလေးပါရှင်းရှင်းမတက်ယူလေးကအရက်ဘီယာအရက်ပီယာနဲ့တော့2နာရီချားပြီးတော့2နာရီ3နာရီခန့်ပေါ့နော်ချားပြီးမှစားပေးပါရှင်နှလုံးရောဂါကြောက်ကတ်စီနာတာရှည်ဆွဲတောက်နေတာတဲ့သူတွေမရပါဘူး18နှစ်အောက်မရပါဘူး18နှစ်အထက်နဲ့အမျိုးသားတွေအသက်60 90တွေအားဖြည့်ယူအနေနဲ့စားပေးလို့ရပါတယ်ရှင်ဒီဟာလေးကတော့နန်းလုံးကြိုင်လင်းစီနန်းလုံးကြိုင်လင်းစီလေးကတော့ဘာအတွက်ကောင်းလဲဆိုတော့ပန်းလန်းမှုကိုအချိန်ရင်များစေတယ်အချိန်ကြာကြာလန်းစေတယ်နောက်ပြီးတော့တစ်ခါနေ3ကြီးပေါ့နော်အဲ့လိုမျိုးတွေဖြစ်နိုင်တယ်တန်မာစေတဲ့အမျိုးသားဆက်ဆောင်ကြီးကိုပြေဝစေတဲ့အကျော်အားတန်စေတဲ့ညာမောင်လိမ့်စီပဲဖြစ်ပါတယ်ရှင်ဒီလိမ့်စီလေးကအမှတ်မှာဆိုလို့လိမ့်စီလေးကကြီးစေးမဟုတ်ပါဘူးတချို့အသက်60တွေကြီးလာအသက်60မပြောနဲ့40ကျော်လဲမကြီးပါဘူး40အောက်လည်းမကြီးပါဘူးဒါပေမဲ့နန်းလုံးကြိုင်ပါတဲ့အတွက်အသက်40အောက်ဆိုရင် review တွေပြန်လာတယ်အနှဲငယ်ထွားပြီးတော့ဗောနော်ကိုစိတ်ကြိုက်အကျော်အားတန်လာတယ်ထောင်မမှုအားကောင်းလာတယ်အညာမောင်လိမ့်စီပါရှင်အဲ့ဒါကြောင့်မလို့တချို့အမှန်မှာပြီးတော့ကြီးစေးရှည်စေးဆိုပြီးတော့လာဝယ်မှာဆိုလို့ကြီးစေးရှည်စေးလုံးဝမရောင်းပါဘူးအဲ့ဒါလေးတစ်ခါလေးပြောပေးမယ်ဒီအစားစေးလေးကဘယ်လောက်လဲဆိုရင်စားစေးလေးက28,500ပါလိမ့်စေးလေးက21,000ပါရှင်ဆက်သွယ်မှာယူလိုပါက Viber နံပါတ်854548ခွန်ကိုဆက်သွယ်မှာယူလို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်